ရောဘာလုပ်ငန်းကအမျိုးသမီးတွေရဲ့ဝင်ငွေနဲ့လုံနိုင်စွမ်းအားအပေါ်မှာတက်ရောက်နေတဲ့ချုပ်ချယ်ကန့်သက်ချက်တွေကဘာတွေလဲရောဘာလုပ်ငန်းတွေကအမျိုးသမီးတွေနဲ့အမျိုးသားတွေဟာနေ့စဉ်နေ့တိုင်းအလုပ်ချိန်အတူတူလုပ်ရပါတယ်ဒါပေမဲ့အမျိုးသမီးအများစုကအလုပ်ချိန်ပြင်ပမှာကလေးပြုစုစောင့်ရှောက်တာဈေးဝယ်တာဟင်းချက်တာရှော့ဖွတ်တာနဲ့တန်ရှင်းရေးလုပ်တာလိုမျိုးအိမ်မှုကိစ္စတွေကိုပါအဓိကတာဝန်အဖြစ်နဲ့ထမ်းဆောင်ရပါသေးတယ်ရောဘာလုပ်ငန်းတွေကအမျိုးသမီးတွေအတွက်အဓိကကန့်သက်ချက်တွေကတစ်ခုကတော့အချိန်ပါဝင်ငွေရလန်းထဲမှာမပါတဲ့အိမ်တောင်တာဝန်တွေကိုတနေ့တာရဲ့အချိန်တွေကနိုင်တော်တော်များများမှာအမျိုးသမီးတွေအနေနဲ့လောက်ကင်ရင်းနဲ့အချိန်တွေကုန်ဆုံးရပါတယ်အဲ့ဒါရဲ့ရလဒ်ကတော့ရောဘာလုပ်ငန်းမှာအမျိုးသမီးတွေဟာသူတို့ဝင်ငွေကိုတဆင့်မြင့်ပေးနိုင်တဲ့ဝန်ဆောင်မှုတွေတင်နန်းတွေနဲ့အခွင့်အလမ်းတွေကိုရယူနိုင်မှုအတွက်စိန်ခေါ်မှုတွေရှိလာပါတယ်အများအားဖြင့်တင်နန်းတွေဝန်ဆောင်မှုတွေနဲ့အစည်းအဝေးတွေကသူတို့ရဲ့နေအိမ်တွေနဲ့ဝေးတာကြောင့်မလို့အချိန်နဲ့လုံခြုံမှုမရှိတဲ့အခက်အခဲတွေကိုထပ်တွေ့လာရပါတယ်အမျိုးသမီးတွေဟာအိမ်မှာသူတို့ကဲ့သို့အိမ်မှုကိစ္စစောင့်ရှောက်ပေးမဲ့သူမရှိရင်အိမ်မှာရှိတဲ့မိသားစုတွေကိုထားခဲ့ဖို့အတွက်နောက်ဆန်တင်းတက်ကြတဲ့အပြင်သူတို့ကိုယ်တိုင်ကလည်းခီးသွားတဲ့အခါမှာလုံခြုံရေးအတွက်စိုးရိမ်နေရပါတယ်။အဲ့ဒါရဲ့အကျိုးဆက်ကတော့အမျိုးသမီးတွေအတွက်နည်းပညာနဲ့စီးပွားရေးဆိုင်ရာအတတ်ပညာတွေသင်ယူနိုင်ခွင့်တခြားလယ်သမားတွေရောဘာကျွမ်းကျင်သူတွေနဲ့ပြီးနှောဖလှယ်ခွင့်ဈေးကွက်နဲ့ဝန်ဆောင်မှုတွေကိုလက်လန်းမီခွင့်စတဲ့အခွင့်အလမ်းတွေကိုနှဲပါလာစေပါတယ်။အလားတူပြဿနာတွေကြောင့်ရောဘာစီးပွားရေးလုပ်ငန်းမှာစီမံခန့်ခွဲရေးနဲ့ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာအမျိုးသမီးတွေနေရာရဖို့အတွက်အဟန့်အတားဖြစ်စေပါတယ်။ရောဘာထုတ်လုပ်ရေးရဲ့အရေးအသွေးနဲ့ဝင်ငွေကိုတိုးစေနိုင်တဲ့မြေဩဇာနည်းပညာနဲ့ကရိယာတွေလိုအရေးအသွေးဖြစ်ရင်းမြစ်တွေကိုအမျိုးသမီးတွေဟာလက်လန်းမမီနိုင်ကြပါဘူး။တစ်ဖက်မှာလည်းအမြဲလိုအခွင့်အလမ်းတွေနဲ့ဒီအခွင့်အလမ်းတွေကိုရယူနိုင်တဲ့နည်းလမ်းတွေကိုသူတို့တွေဆုံးရှုံးနေရပါတယ်။ဒါကြောင့်အမျိုးသမီးတွေပုံမှန်အလုပ်လုပ်ရင်းနဲ့ဝန်ဆောင်မှုတွေလည်းတကယ်ရနိုင်အောင်ပုံမစမ်းသစ်တဲ့နည်းလမ်းတွေကိုရှာဖွေရပါမယ်။ဥပမာအနီးနားမှာတင်ဒေသခံလက်လီရောင်းချသူတွေဒါမှမဟုတ်အယောင်ကိုယ်စားလှယ်တွေကနေတဆင့်အမျိုးသမီးတွေကိုဤပညာဆိုင်ရာသတင်းအချက်လက်တွေနဲ့ဝန်ဆောင်မှုတွေကိုဖြန့်ချီပေးတာမျိုးပါတန်မိုးခွင့်ဆက်တစ်လျှောက်အမျိုးသမီးတွေရဲ့ဤပညာဆိုင်ရာစွန့်ဦးတီထွင်ခြင်းဆိုင်ရာနဲ့ပတ်သက်ပြီးလုံနိုင်စွမ်းမြင့်မားလာခြင်းကနေရာအသီးသီးနဲ့လူပေါင်းစုံကိုဝန်ဆောင်မှုလုပ်ငန်းတွေဖြန့်ချီနိုင်စွမ်းပိုတိုးပွားလာစေနိုင်ပါတယ်ငွေကြေးရင်းနှီးမြှုပ်နှံမှုအပိုင်းကိုကြည့်မယ်ဆိုရင်အမျိုးသမီးအများစုဟာသူတို့ရဲ့စီးပွားရေးအခွင့်အလမ်းတွေကိုချဲ့ထွင်မှုအတွက်ချင်းငွေရရှိနိုင်ရတဲ့ဗန္ဒာရေးဝန်ဆောင်မှုတွေကိုရှောက်ထားရမှာအတားအဆီးတွေရှိနေပါတယ်။ဥပမာအားဖြင့်ခြံမြေစီးပွားရေးလုပ်ငန်းဒါမှမဟုတ်ရင်ပိုင်ဆိုင်မှုတွေရဲ့အမည်ပေါက်မှာအမျိုးသမီးတွေမဟုတ်တဲ့အတွက်တရားဝင်ငွေကြေးဝန်ဆောင်မှုနဲ့ဘဏ်တွေမှာအပေါင်ခံပစ္စည်းအနေနဲ့ထားဖို့အတွက်အခက်တွေ့နေရပါတယ်။ဒါဟာအမျိုးသမီးတွေအတွက်သူတို့စီးပွားရေးလုပ်ငန်းမှာရင်းနှီးမြှုပ်နှံနိုင်မဲ့တရားဝင်ချင်းငွေနဲ့ငွေအရင်းနှီးလျှောက်ထားဖို့အတားအဆီးဖြစ်စေနိုင်ပါတယ်။အမျိုးသမီးတွေဟာသူတို့ရဲ့တက်ကြွမှုစီးပွားရေးလုပ်ငန်းနဲ့ငွေတွေကိုတိုးတက်လာအောင်လှုံ့ဆော်နိုင်လာခြင်းကအမျိုးသမီးတွေသာမကရောဘာကဏ္ဍတစ်ခုလုံးအတွက်စီးပွားရေးတိုးတက်မှုကိုယူဆောင်လာနိုင်ပါတယ်။ဒါကြောင့်အမျိုးသမီးတွေကိုစဉ်ဆက်မပြတ်အားပေးကူညီခြင်းနဲ့စွမ်းဆောင်ရည်မြင့်တင်ခြင်းဟာမြန်မာနိုင်ငံတော်ကရောဘာလုပ်ငန်းတွေအတွက်အဓိကအရေးပါတဲ့အရာတွေပဲဖြစ်ပါတယ်။